Many times pana kung mokke ko he. Tinagan ng chupen. Yeah, I'm fine. Yes, yes. Very well, thank you. Please. Thank you, thank you. Yeah. Song, name song. Oh my God! Flashlight. Oh, flashlight. Young girl ne change li, no? Best song li so pià pi ba. When tomorrow comes, I'll be on my own, feeling frightened of this thing that I don't know. When tomorrow come, tomorrow. Okay. Ai ma. Tomorrow can. Mနက်ဖြန်ဒါဆိုတော့တချင်းတွေကျွန်တော်တို့ဒီဘက်မှာမြန်မာလိုလဲပေါက်ထားတဲ့ချင်းရှိနက်ဖြန်ဆိုတာရှိနေသေးရင်ချစ်ခွင့်ရှိသေးတယ်နော်ကိုဝိုင်းဝိုင်းရဲ့တချင်းစာသားမျိုးဒါအင်္ဂလိပ်ဆောင်းဆိုပေမဲ့ကျွန်တော်ဒီလိုနားလည်ထားပါတယ်မနက်ဖြန်ဆိုတာရှိနေသေး၍ချစ်ခွင့်တွေရှိသေးတယ်ဆိုတဲ့ဒါအတိပ္ပယ်မျိုးပါပဲရန်ကောင်းတဲ့တချင်းလေးပါဒီတချင်းကိုကျွန်တော်တို့လာမဲ့စနေတနင်္ဂနွေတိုက်ရိုက်လိုက်မှာတော့ကျွန်တော်အပြည့်အဝရှင်းပြပေးမယ်ဒါအမီးစမ်းလေးဆိုတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုလဲဒါအားလုံးတော်တော်များများနားလည်သွားပါပြီเนาะ thank you ဒီဆက်လက်ပြီးတော့ကျွန်တော်ညီမငယ်လေးနော်စီဖောရာเนาะဒါကတော့ညီမငယ်လေးနော်စီဖောရာဖြစ်ပါတယ်နော်စီဖောရာကျွန်တော်တို့ပြိုင်ပွဲဝင် top 7 season မှာပြိုင်မဲ့ international sound ပေါ့เนาะနော်စီဖောရာရဲ့နေဆောင်းလေးပြောပြပါအောင် From this moment on. ပြန်ပြောနေဆောင်1နေ From this moment on. process နေမန်းတော့ process နေမန်းတော့เนาะချင်းကောင်းစဉ်လေးကိုရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်းစဉ်လေးပါเนาะ process နေမန်းတော့ဆိုတော့ first bite လေးဆိုပြပါအောင် first bite လေးcorrect ရတယ် verb ပဲဖြစ် correct ပဲဖြစ်ရတယ် correct လည်းဆိုလို့ရ I give my hand to you with all my heart. I can't wait to live my life with you. I can't wait to start. ဒီတချင်းရဲ့စာသားလေးတွေပါကျွန်တော်ခြုံငုံပြီးတော့ကျွန်တော်သိတဲ့အကြောင်းလေးတွေပါသူက hash တော့ပါတယ် hash ဆိုတာတော့ဒါနှလုံးသားပေါ့ hash life ဆိုတာ life ဆိုတာဘဝကိုလည်းပြောလို့ရတယ်အချစ်ကိုလည်းပြောလို့ရတယ်ဗောနော်နှစ်သက်တဲ့အကြောင်းတွေလည်းပြောလို့ရတယ်ဒါမှားရင်လည်းမှားနိုင်ပါတယ်နော်ကျွန်တော်ကတော့အဲ့လိုလေးထင်မြင်ယူဆမိတယ်ပေါ့ဆက်လက်ပြီးတော့ဒီမငယ်လေးအာရာနော်အာရာပြောနေရလေးပြပါအာရာတချင်းကောင်းစဉ်လေးပေါ့နော်နေဆောင်လေးရ Song name got all of me. စောနင်ခါအော်မီစောနင်ခါအော်မီဆိုတဲ့ဒါတချင်းလေးရကောင်းစဉ်နဲ့တင်ပဲရင်ခုန်စိတ်လို့ရှာပါ යි နော်စောနင်ခါအော်မီနော်ဒါပြောမှဆိုတော့ဟာတာတချင်းလေးပေါ့ဗျာဒီတချင်းကောင်းစဉ်ပြောတဲ့ဟာလူတွေကြီးမောွားတဲ့ဆိုတဲ့ဒါပြိုင်ပွဲဝင်တွေကတော့ဒီတချင်းကောအတိတ်ပဲသူတို့တိခံစားပြီးဆိုတာမဒီအောင်ကဒီတချင်းကောင်းစဉ်ပြောလိုက်အားလုံးကြီးမောွားတယ်ဆိုတဲ့ကကျွန်တော်သိပါတယ်ဒီတချင်းဒီဟာတာဆန်ဆန်တချင်းရန်ကိုပေါ့ပျော်စရာကောင်းတဲ့အကြောင်းအရာကိုဆိုထားတယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်မှားရင်လည်းမှားနိုင်တယ်ပေါ့နော်ဘာလို့သူတို့ရဲ့မျက်နှာကိုကျွန်တော်ကက်ကက်ကြည့်တော့တချင်းကောင်းစဉ်ကျွန်တော်လိုက်ပြောတဲ့အချိန်မှာအားလုံးပျော်ရွှင်ရီမောနေတာတွေ့ရတယ်first bite ပဲဖြစ်ဖြစ် chorus bite ပဲဖြစ်ဒါလေးဆိုပြလို့ရမလား chorus ပဲဆိုမှာဟုတ်ကဲ့ Cause all of me love all of you. Love your curves and your ages. ကဲဒီတချင်းမှာအားရဆိုတဲ့ chorus bite လေးမှာကျွန်တော်ကြားလိုက်တာက all ဆိုတာလည်းကြားလိုက်တယ် less ဆိုတာလည်းကြားလိုက်တယ် you ဆိုတာလည်းကြားလိုက်เนาะ you less all ဆိုဒါကိုကျွန်တော်မြန်မာလိုအဓိပ္ပာယ်ဖွင့်လိုက်ရင်တော့ဗျာ you ဆိုတာတော့နင်တို့ပေါ့เนาะ less ဆိုတာချစ်တယ် all ဆိုနင်တို့အားလုံးကိုချစ်တယ်ဒီအဓိပ္ပာယ်ဖြစ်မယ်ဒါကြောင့်တချင်းကောင်းစဉ်ပြောတဲ့ဟာသူတို့အားလုံးကြည်မောပျော်ရွှင်နေတယ်ဆိုဒီတချင်းဒီအပျော်ဘက်ကိုရေးဖွဲ့ထားတယ်ပျော်စရာအကြောင်းလေးတွေကိုတန်ဆင်ဖွဲ့ထားတယ်ဆိုတာကျွန်တော်ထင်မြင်ယူဆမိတယ်ကဲဆက်လက်ပြီးတော့ညီမငယ်လေး22ပြိုင်ပွဲဝင်ညီမငယ်လေးရဲ့နာမည်ရတော့လားနာမည်လေးကိုထူးခြားနေတာဗျာ22 funny ဆိုတာကျွန်တော်သိတာတော့ funny ဆိုတာကြီးမောပျော်ရွှင်တာဟုတ်တာ funny
ထူးဆိုတော့ထူးကတော့ဒါထူးခြားတာပေါ့ဗျာဒါကျွန်တော်ရဲ့ဒီကျွန်တော်လေးလာမှတ်သားမိတာလေးတွေနှစ်ခုနဲ့ခြုံငုံကြည့်လိုက်ရင်တော့ဒါထူးခြားစွာရီမောပျော်ရွှင်နေတဲ့သူနော်ထူးခြားစွာပျော်ရွှင်ရီမောတဲ့သူဒါမို့ပျော်ရွှင်ရီမောစရာကောင်းအောင်ထူးခြားနေတဲ့သူဒီလိုလေးအတိတ်ပဲရမယ်ထင်တယ်ဟုတ်လားမဟုတ်လားဟောဘယ်လိုလဲရှင်းပြပေးပါဦးဒီ Fanny 2ရဲ့အတိတ်ပဲလေးညီမနာမည်ကညီမအဖေပေးထားတာပေါ့နော်Fanny ဆိုတဲ့ကရင်အဆိုတော်အဖေရဲ့ idol ကရင်ဆိုတော့ Fanny ဆိုတာရှိတယ်ဟုတ်ကဲ့ထူးဆိုတာကအမေရဲ့နာမည်ဟုတ်ပြီနှလုံးပေါင်းထားတာသူအားပေးတဲ့ idol ရဲ့နာမည်နဲ့သူချစ်ကတဲ့သူ့ရဲ့ wife ပေါ့နော်ဇနီးမယားရဲ့နော်ဇနီးရဲ့နာမည်ဒါကိုသူ့ရဲ့ son နော်တော်တော်နော်သူရဲ့ဒါတော်တာကိုဒါသူ idol နေနဲ့ပါမယ် watch နေနဲ့ပါမယ် idol equal ပေါ့နော် idol plus y equation result တော် Fanny 2နေဆောက်ဟွာပေါ့နေဖြစ်သွားတာပေါ့နော်ကိုကောင်းပါတယ်နာမည်လေးရတယ်နေဆောင်လေးပြောပြပါဦး To love you more To let you more to let you more to ဆိုတော့ဒါခေါင်းစဉ်လေးကကျွန်တော်စဉ်းစားမိတာ to ဆိုတာကတော့to less လည်းပါတယ် you လည်းပါတယ်เนาะ you ဆိုတာတော့စောတော့လို့ကျွန်တော်ပြောသလိုပေါ့တင်ပေါ့မင်းပေါ့ less ဆိုချစ်တယ်မင်းကိုချစ်တယ်ပေါ့ခေါင်းစဉ်လေးကလည်းရှင်းပါတယ်မင်းကိုချစ်တယ်ဟုတ်တယ်မလားခေါင်းစဉ်လေးခေါင်းစဉ်အတိတ်ပဲရတော့ဒါနားလဲပါ verse ဆိုမလား chorus ဆိုမလား chorus ဆိုမယ်ကဲ chorus လေးကိုရှင်းပြပေးခြင်းပါတယ်နားရှင်းပေးပါဦးခင်ဗျာ Can't you see I can give you everything you need let me be the one to love you more ကောင်းတယ်ဗျာเนาะခေါင်းစဉ်လေးကမင်းကိုချစ်တယ်တခြင်းခေါင်းစဉ်ကအမတန်ကောင်းတဲ့တခြင်းလေးပါဒါကြောင့်ကျွန်တော်တို့ထိုက်ရိုက်လိုက်မှလည်းပြန်တွေးကြမယ်မြန်မာစတာရဲ့ကျွန်တော်တို့စနေတနင်္ဂနွေပေါ့နော်ထိုက်ရိုက်လိုက်မှအဲ့ချိန်ကျရင်တော့ကျွန်တော်လည်းအခု ESK တွေထပ်ဖြည့်ထားကျွန်တော်ရဲ့အခုသူတို့နဲ့အခုတိုက်ရိုက်အခုထိတွေ့လိုက်တော့ကျွန်တော်လည်းဒါစာဖတ်ရပါတော့အဲ့စာဖတ်ကနေတော့တစ်ခါကျွန်တော်ထပ်ပြီးတော့ ESK တွေထပ်ဖြည့်လိုက်ရင်တော့လိုက်ကြရင်တော့အားလုံး okay ဖြစ်သွားမှာပါနော်ဒါတခြင်းလေးကောင်းစဉ်လေးတွေတစ်ခုချင်းကျွန်တော်ရှင်းပြထားတာလေအားလုံးဘာပဲဖြစ်ဖြစ်လုံးဝမသိတာလဲဆိုင်ရင်တော့ဒါနည်းနည်းလေးနားလည်သွားပြီထိုက်ရိုက်လိုက်ကြရင်အားလုံးဒီထက်နားလည်အောင်လို့ကျွန်တော်သက်ရှင်းပြအောင်မယ်နော်အားလုံး thank you ပါ Thank you thank you